ကဘာပေါ်မှာယုံနိုင်နိုင်လောက်အောင်ထူးဆန်းတဲ့ဖြစ်ရပ်သွေးဆန်းတွေအများကြီးရှိပါတယ်။ဒီနေ့မှာတော့အိန္ဒိယနိုင်ငံကခေါင်းပေါ်မှာတကယ်ဦးကြိုပေါက်ခဲ့တဲ့အမျိုးသားတဦးကြောင့်ဖြိုးပြသွားပါမယ်။သူ့နာမည်ကတော့ရှန်လာယာဒက်ထင်ပါတယ်။သူဟာအိန္ဒိယနိုင်ငံမက်ဒယာပဒေးပြည်နယ်မှာနေထိုင်တဲ့အသက်84နှစ်အရွယ်လယ်သမားတဦးပါ။သူဟာလွန်ခဲ့တဲ့9နှစ်လောက်ကခေါင်းမှာထိခိုက်ဒဏ်ရာတစ်ခုရခဲ့ရာကနေဒီထူးဆန်းတဲ့ဦးကြိုစတင်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။အစာမိုင်းမှာတော့အဖူလေးတစ်ခုလိုထွက်လာတာပါရှန်လာကဒါကိုတိတ်အရေးမကြီးဘူးထင်လို့စပင်ညှက်စကားစီမှာပဲအမြဲဖွက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲဒီအဖူဟာကြောက်ခဲလိုမာကြောလာပြီး9လက်မလောက်အထိရှေးထွက်လာခဲ့ပါတယ်ဆေးပညာအရာတော့ဒါကို cutaneous horn လို့ခေါ်ပါတယ်လက်သေးလင်မှာပါတဲ့ keratin ဓာတ်တွေအလွန်အကျွမ်းစုစည်းမိရာကနေဖြစ်လာတာပါကံကောင်းတာကဒါဟာကင်ဆာကျိတ်မဟုတ်ပါဘူး2019ခုနှစ်မှာတော့ဆရာဝန်တွေကခွဲစိတ်ပြီးအောင်မြင်စွာဖယ်ရှားပေးနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ရှန်လာဟာဒီဦးချိုကြီးရဲ့ဒုက္ခကနေကင်းဝေးသွားပြီဖြစ်ပါတယ်။တဘာဝတရားရဲ့စမ်းကြယ်မှုတွေဟာတကယ်ပဲအံ့ဩဖို့ကောင်းလာပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။